ကဘာကြီးမှာပတ်စံမရှိတော့ရင်လူတွေဘာသုံးလာနိုင်ပါသလဲပတ်စံငွေကြေးဆိုတာကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေလဲလှယ်ရမှာအသုံးပြုတဲ့ကိရိယာတစ်ခုပါတကယ်လို့ကဘာကြီးမှာပတ်စံလုံးဝမရှိတော့ဘူးဆိုရင်လူတွေကအခုလက်ရှိပတ်စံရဲ့နေရာမှာစားထိုးနိုင်မဲ့တန်ဖိုးရှိတဲ့အရာတွေကိုရှာဖွေလာနိုင်ပါတယ်ဒီကအပြင်အဲ့ဒီအရာတွေကတော့အောက်ပါအတိုင်းဖြစ်နိုင်ပါတယ်ကုန်ပစ္စည်းချင်းဓာတ်ရိုက်လဲလှယ်ခြင်းဖြစ်ပါတယ်ဒါကတော့ပတ်စံမပေါ်ခင်ကတည်းကလူတွေအသုံးပြုခဲ့တဲ့နည်းလမ်းဖြစ်ပါတယ်ဥပမာတရားဆိုင်တဲအိတ်ကိုလိုချင်သစ်စီမှာရှိတဲ့ကျုပ်ဆယ်လုံးနဲ့တွားလဲလဲတာမျိုးပေါ့ဒီစနစ်ရဲ့အားသာချက်ကတော့ရုပ်ရှင်ပြီးနားလည်လွယ်တာပါပဲဒါပေမဲ့အားနည်းချက်ကတော့ကိုပေးမဲ့ပစ္စည်းနဲ့ကိုလိုချင်တဲ့ပစ္စည်းအားတန်ဖိုးတူညီနေဖို့နဲ့နှုံးနှစ်ဖက်လုံးကိုစီလိုချင်တဲ့ပစ္စည်းရှိနေဖို့လိုအပ်ပါတယ်ဥပမာတင်းစီမှာတခြားရှိပေမဲ့ဆန်လိုချင်တဲ့သူကတခြားကိုမလိုချင်ပဲစီကိုပဲလိုချင်နေဆိုရင်လဲလှယ်လို့မရပါဘူးနံပါတ်2ကတော့တန်ဖိုးရှိတဲ့တထုများဖြစ်ပါတယ်ပတ်စံရဲ့တမိုင်းမှာရွှေငွေနဲ့ကြေးနီလိုတထုတွေအရေးပါတဲ့ခန်းကဏ္ဍနဲ့ပါဝင်ခဲ့ပါတယ်ဒီတထုတွေကရှားပါပြီးတန်ဖိုးရှိတဲ့အတွက်ကြောင့်ကုန်စည်တွေလဲလှယ်ရပုံသေးစင်းတို့အဖြစ်သတ်မှတ်သုံးပြုနိုင်ပါတယ်ပတ်စံမရှိတော့ရင်ဒီလိုတထုတွေကပြန်လည်ခက်စားလာနိုင်ပါတယ်နံပါတ်3 digital ငွေကြေးများ Bitcoin နဲ့အခြား digital ငွေကြေးတွေဟာအရှိန်ဟုန်နဲ့တိုးတက်လာနေပါတယ်ဒါဟာကမ္ဘာတဝန်းလုံးမှာ internet ကတဆင့်အသုံးပြုလို့ရနေပြီးတော့ဗဟိုဘဏ်လိုအဖွဲ့အစည်းရဲ့ထိန်းချုပ်မှုအောက်မှာမရှိတာကြောင့်လွတ်လပ်ပါတယ်ကမ္ဘာကြီးမှာပတ်စံမရှိတော့ရင် digital ငွေကြေးတွေဟာလက်ခံဖို့များလာပြီးအသုံးပြုမှုတင်ကြလာနိုင်ပါတယ်နံပါတ်4အချိန်ကိုတန်ဖိုးထားခြင်းဒီနည်းလမ်းကတော့တရားရဲ့အချိန်ကိုတန်ဖိုးထားပြီးဝန်ဆောင်မှုပေးတဲ့စနစ်ဖြစ်ပါတယ်ဥပမာသင်ဟာ Airtel ကိုပြုပြင်ပေးခဲ့ရင်တနအီအတွက် credit တခုရရှိပါမယ်နောက်တစ်ချိန်သင်ဟာစပယ်ညက်ရှင်တွေကအဲ့ဒီ credit ကိုသုံးပြီးစပယ်ညက်နိုင်ပါတယ်ဒီစနစ်ကပြန်လည်ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုအခြေခံထားတာဖြစ်ပါတယ်နှစ်ချုပ်အပြင်ပတ်စံမရှိတော့ရင်အထက်မှာပေါ်ပြထားတဲ့နည်းလမ်းတွေတခုခုဒါမှမဟုတ်အားလုံးပေါင်းစပ်ပြီးသုံးပြုလာနိုင်ပါတယ်ဘယ်နည်းလမ်းဖြစ်လာမလဲဆိုတာကတော့လူ့ဖွဲ့စည်းရဲ့လိုအပ်ချက်နဲ့နည်းပညာတိုးတက်မှုတွေပေါ်မှာမူတည်နေပါတယ်တင်းအနေနဲ့ရောပတ်စံမရှိတော့ရင်ဘယ်လိုစနစ်မျိုးအသုံးပြုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ကဒီလိုဗီဒီယိုလေးကြည့်ရှုဖို့လည်းကျွန်တော် channel like and subscribe လုပ်သွားဖို့ကျွန်တော်တောင်းဆိုလိုက်ပါရစေခင်ဗျာ